ဒီတစ်ခါမှာတော့အသိန်းကထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ပြည်သူ့ကပညာမျိုးတော်လို့ပြောရမယ်ချင်းရိုင်းဆိုတဲ့မြို့လေးကိုအသေးသေးငယ်ချင်းတွေနဲ့အတူတွားဖြစ်ခဲ့ပါတယ်ဒီချင်းရိုင်းကိုတွားဖို့အတွက်ကတော့အသိန်းတို့ကဘတ်စကားကိုပဲရွေးထားပါတယ်ချင်းရိုင်းကိုတွားမယ်ကားလက်မှတ်တွေကိုတော့အသိန်းတို့စောနိုင်သမျှစောရင်တော့ပို့ပြီးတော့ကောင်းပါတယ်တရက်ကြိုဝယ်လို့လည်းရပါတယ်အသိန်းတို့ချင်းမိုင် Terminal 3ကနေပြီးတော့ထွက်တဲ့ချင်းမိုင်ကနေပြီးတော့ချင်းရိုင်းကိုတွားတဲ့ခီးစဉ်တွေပဲဖြစ်ပါတယ်ဈေးနှုန်းကအသိန်းတို့ဘတ်315ဘတ်ကျပါတယ်ဘတ်စကားက9နိုင်ခွဲမှာထွက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အသိန်းတို့အချိန်ရတဲ့အတွက်မနက်စာလေးကိုတော့ရှမ်းရွာဆိုတဲ့ Terminal 3နာကဆိုင်လေးမှာအသိန်းတို့စားခဲ့ပါတယ်ဒီနေ့အသိန်းတို့ချင်းရိုင်းသွားမဲ့ရာသီဥတုကလည်းအရန်ကုန်မှာကိုကောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကတော့အဆင်ပြေပါတယ်အသိန်းကကားပေါ်ကနေပြီးတော့ရှုခင်းနေကြည့်ရင်တချင်းနားထောင်ရတာကြိုက်တဲ့အတွက်တချင်းနားထောင်ရင်လည်းအသိန်းချင်းရိုင်းကိုကြီးဆက်ခဲ့ပါတယ်ထားဝစဉ်တွေ့တာပြုစုရင်းနဲ့ဇုံယုံကြည်ကြည်စဲရှောက်ကြမယ်နှလုံးသားရဲ့နာစရာမြည်ကြရအေးလာမြည်ရပါဆယ်ရမယ့်ခရီးဆုံးမတိုင်မြည်ပညာပါအသိန်းတို့ချင်းရိုင်းမှာတက်ဖို့အတွက်ကတော့ဒီခန်းလေးကဘတ်450ပဲကြာခဲ့ပါတယ်ဟိုတယ်မှာထုတ်ချက်ချက်ကင်ဝင်ပြီးရနဲ့အသိန်းတို့ Black Club ဆိုတဲ့ဆိုင်လေးကိုတွားခဲ့ပါတယ်ဒီဆိုင်လေးကချင်းရိုင်းမှာနာမည်ကြီးတဲ့ပါမုံဆိုင်ဒီဇိုင်းမှာသူ့ဆိုင်ရဲ့ပါမုံလေးတွေကအသိန်းတို့ Japanese style ပုံစံမျိုးတွားထားရဖြစ်တဲ့အတွက်ကြောင့်မို့လို့အရသာကနူးညံ့ပြီးတော့စိတ်စိတ်လေးပဲတွားထားပါတယ်အင်းကတော့ Butter Brand နဲ့ Americano လေးစားခဲ့ပါတယ်အရသာကတော့တော်တော်ကောင်းတဲ့အတွက်အသိန်းချင်းရိုင်းသွားရင်လည်းထပ်ပြီးတော့စားပြစ်မဲ့ဆိုင်လေးပါချင်းရိုင်းရောက်ရင်ကားပြလေးစီးပြီးတော့သွားလဲရတာလဲချင်းရိုင်းရဲ့အရသာပါဘုရားဆောင်ရောက်မှာပါအသိန်းတို့တယောက်ကိုဗတ်200ပဲပေးခဲ့ရပါတယ်ပထမအဆုံးအနေနဲ့ကတော့အသိန်းတို့ What Round ခွန်းဆိုတဲ့ကဘာကျော်တဲ့ White Double ကိုအသိန်းတို့အရင်ဆုံးရောက်ခဲ့ပါတယ်ဒီခါတော့အသိန်းတို့ဗတ်100ပို့တက်သွားပါတယ်ဈေးနှုန်းဗတ်200ပေးခဲ့ရပါတယ်ဒီဖျားကြီးကိုဘီတုကပညာရှင်ကြီးဆက်လူဆိုင်ခွတ်စစ်ပြီးဖက်ကနေပြီးတော့1992ခုနှစ်မှာစတင်ပြီးတော့တည်ထားခဲ့တာပါဘီတုကပညာတော့တကယ်ဟိုမှကြောက်ခမန်းလီလီအမခန့်ပါဝဲရောင်ခွန်းကနေပြီးတော့အသိန်းတို့ကားပြလေးစီးပြီးမိနစ်20လောက်ခီးဆက်ခဲ့ပါတယ်ဒီလိုနဲ့အသိန်းတို့ဒုတိယနေရာကတော့ကွယ်ရမယ်တော်ဖျားเจ้าစီကိုအသိန်းတို့ရောက်ခဲ့ပါတယ်ဒီမေတော်ကြီးเจ้าစီရောက်ပြီဆိုရင်လည်းအသိန်းတို့အပေါ်ဆုံးထပ်တိတက်ပြီးတော့ဒီမှာကျွေစီလေးချပြီးဆူတောင်းခဲ့ကြပါမေတော်ကြီးเจ้าကနေပြီးတော့အသိန်းတို့ Blue Temple ဆိုတဲ့မြို့ထဲမှာရှိတဲ့ဖျားเจ้าဆောင်စီကိုအသိန်းတို့ထပ်ပြီးရောက်ခဲ့ပါတယ်ချင်းရိုင်းကဘယ်ချင်းသွားအမှုပညာလက်ရာတွေနဲ့ပြည့်စုံနေတဲ့အရန်ကိုမဟုတ်အီချန်နဲ့မြို့လေးပါပဲဒီနေ့ညစာလေးကိုတော့အသိန်းပကဖောင်းစပစ်ခဲ့ပါတယ်။သိန်းတို့တွေတနေကုန်ပြန်ပန်းသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာဂျင်တော်နဲ့လေတောင်းရင်းနဲ့အသိန်းတို့ဖြတ်တန်းခဲ့လိုက်ပါတယ်။ကြည့်ပေးကြလို့ကျေးဇူးအများကြီးပဲတင်ပါတယ်။ Okay, 1, 2, 3